ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျ။ Football King ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ Vlahovic ကို Arsenal ခေါ်ယူတဲ့အချက်5ချက်။ Arsenal က Juventus ရဲ့စာချုပ်သက်တမ်းတစ်နှစ်သာဇန်နဝါရီတိုက်စစ်မှု Dusan Vlahovic ကိုခေါ်ယူသွားဖို့ပြင်ဆင်နေတယ်လို့သတင်းတွေကထွက်ပေါ်လာခဲ့ပါတယ်။ရာသီကုန်မှာ Vlahovic ရဲ့စာချုပ်သက်တမ်းတစ်နှစ်ထဲသာကျန်ရှိတော့မှာဖြစ်လို့ Arsenal ဘက်ကတော့ပြောင်းရွှေ့ခြင်းအများကြီးပေးသွားဖို့မယူရထားပဲပေါင်25တန်းနဲ့ကမ်းလှမ်းမှုတွေပြုလုပ်သွားဖို့စဉ်းစားထားပါတယ်။ဒါကြောင့် Arsenal က Vlahovic အတွက်ပေါင်သန်း30ထက်အပိုအကုန်မခံနိုင်ဘူးလို့ဆုံးဖြတ်ချက်ချထားဆိုတာပေါ်လွင်လာပါတယ်။ဒါလောက်ဈေးနဲ့သာမရတော့ဘူးဆိုရင်တော့ Arsenal က Vlahovic ကိုလည်းလက်လွတ်လိုက်မယ်အနေအထားမျိုးဖြစ်ပါတယ်။ဆိုတော့ပြောင်းပြတာမပြောင်းပြတာနောက်ထားပါ။ Vlahovic က Arsenal နဲ့တင်းတော်မှုရှိနိုင်မဲ့ကစားသမားမျိုးလားဆိုတာနည်းနည်းလောက်သုံးသပ်ကြည့်ဖို့တော့လိုပါတယ်။ဒါကြောင့်ဒီနေ့ဗီဒီယိုမှာတော့ Vlahovic က Arsenal အတွက်တင်းတော်မတင်းတော်ဆိုတာနဲ့ပတ်သက်လို့စဉ်းစားကြအချက်5ချက်ကိုပြည်သက်များချင်းချင်းသုံးသပ်နိုင်ကြစဉ်အလုံးငါတင်ဆက်ပေးလိုက်ရပါတယ်။ iBet ခွန်ရှိကို 1xBet တို့ကိုနိုင်ငံတကာပေါက်ကြီးတိုင်း Football King မှာကစားလို့ရပါပြီ။ 1xBet အကောင့်ဖွင့်သူတိုင်း promo code FBK ခွန်3လုံးကိုအသုံးပြုပြီးတော့100% bonus ရယူကစားလို့ရအောင်လည်းသတင်းပေးပြစေ။ Football King မှာကစားခြင်းနဲ့ဆိုတော့ဖုန်းနံပါတ် Viber 39 63လုံးခွန်3လုံး53လုံးကိုဆက်သွယ်နိုင်တော့comment ထဲမှာချပေးထားတဲ့ Telegram link ကိုလည်းလက်အောက်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။နံပါတ်1 Vlahovic ရဲ့ဂိုးသွင်းမှတ်တမ်းတိုင်းစစ်မကောင်တယောက်ဖြစ်တယ်ဆိုတာသူ့ရဲ့သွင်းဂိုးမှတ်တမ်းတွေနဲ့ရေဘူးရအကဲဖြတ်နိုင်ပါတယ်။နောက်ပြီးတော့သူပါဝင်ကစားနေတဲ့လီယိုပေါ့Vlahovic ကစားနေတဲ့စီးရီးကဘွန်ဒက်စလီဂါထက်သာပါတယ်။ဘလို့တာတာလဲဆိုတော့အသင်းတွေချင်းချင်းပြိုင်ဆိုင်မှုပြင်းထန်ကြတာပါ။အသင်းငယ်လေးကလည်းပရီးမီးယားလိမှာလိုမျိုးအသင်းကြီးတွေကိုအချိန်မရွေးဒုက္ခတက်ပေးနိုင်ပါတယ်။နောက်ပြီးတော့အီတလီဆိုတာအစောကြီးကတည်းကခန်းစစ်အားပြုတတ်ကြတာပါ။ဒီလိုလီမျိုးမှာတော့မှ Vlahovic ကစီးရီး65ပွဲပေါင်ကစားထားပြီးချိန်မှာ42ဂိုးထိသွင်းပြထားပါတယ်။ပြီးခဲ့တဲ့ရာသီကနဲ့ရှင်ယခုနှစ်ရာသီမှာသွင်းဂိုးတွေအနေငယ်ရောကြလာပေမဲ့အဆုံးသတ်ကောင်းတဲ့တိုက်စစ်မှုတွေမှာပါတာကြောင့်အာဆယ်လိုအခွင့်ဖန်တီးနိုင်မှုအားကောင်းတဲ့အသင်းနဲ့ကိုက်ညီပါတယ်။နံပါတ်2 Vlahovic ရဲ့အသက်အရွယ်နဲ့အလားလာဒါကလည်းရေးကြည့်ပါတယ်အသင်းမှာတစ်နှစ်လောက်ကစားပြီးလို့အကြဘက်ပိုင်းရောက်ရှိသွားပြီဆိုရင်သူ့ဘော်ရင်းနှီးမြှုပ်နှံထားတာကအချင်းကြီးတက်ဖြစ်သွားမှာပါ။ Vlahovic ရဲ့လက်ရှိအသက်က25နှစ်ပါ။ဒီရန်ကစားမတယောက်ရဲ့အကောင်းဆုံးကာလတွေစတင်တဲ့ prime time အချိန်ပါ။ရှေးချောင်းမှာလည်းဒီတက်ပိုးပြီးတော့တိုးတက်လာဖို့ရှိနေပြီးအနည်းဆုံး9နှစ်ကနေ9နှစ်လောက်ထိစိတ်ဖြောင်းနဲ့အသုံးပြုလို့ရနိုင်မှာဖြစ်ပါတယ်။နံပါတ်3 Vlahovic ရဲ့ပြောင်းရွှေ့ခြင်းအာဆင်ကသာပေါင်25တန်းပဲပေးမယ်ဆိုတော့ချီးလို့ကြနေပြီမဲ့ Juventus ဘက်ကတော့ပေါင်သန်း50လောက်ထိ Vlahovic ရဲ့ပြောင်းရွှေ့ခြင်းကိုသတ်မှတ်ထားတာပါ။ဒါပေမဲ့ဒီကြားထဲစာချုပ်သစ်ထပ်မချုပ်နိုင်ခဲ့ရင်လာမယ့်ရာသီကုန်မှာအလွတ်နဲ့လက်လွတ်လိုက်ဖို့လည်းရှိနေကြအောင် Juventus ဘက်ကပြောင်းရွှေ့ခြင်းနဲ့ပတ်သက်ပြီးတော့တင်းခံနေမှာတော့မဟုတ်ပါဘူး။ Vlahovic တို့ကမ်းလှမ်းမှုတွေပေါ် Juventus ဘက်ကတက်နိုင်တော့ညှိနှိုင်းပေးသွားမယ်လားလာမှာတော့ရှိပါတယ်။နံပါတ်4 Vlahovic ရဲ့ Nice ပိုင်းဆိုင်ကျွမ်းကျင်မှုVlahovic ရဲ့အဓိကအားသာချက်ကတော့ link up play နဲ့ hold up play ပိုင်းတွေမှာတော်တော်လေးအားကောင်းပါတယ်။ဒီချက်က Arsenal ကစားရတဲ့လည်းကိုက်ညီမှုရှိပြီးတော့ Arsenal တိုင်းစစ်မှုတွေစီမှာမတွေ့ရတဲ့အချက်လည်းဖြစ်နေပါတယ်။နံပါတ်5 Arteta အတွက် Nice ပိုင်းရွေးချယ်စရာတွေပိုများလာနိုင်တယ်။လက်ရှိ Arsenal တို့တိုင်းစစ်မှာဂျေဇူးကတပွဲကန်6လနာဖြစ်ပါတယ်။ Havertz ကလည်းထောင်တိုင်းစစ်နေရာနဲ့ကစားပေးနေပေမဲ့အရေးကြောင်းပွဲတွေမှာဆိုရင်ဖီအားတွေဝင်ပြီးတော့ခြေစွမ်းပြောင်းလို့ရှိတတ်တာပါ။ဒါကြောင့် Vlahovic ကဒီလိုအခြေအနေမှာ Arteta အတွက်ရွေးချယ်စရာအခြေအနေတစ်ခုဖြစ်လာစေပါလိမ့်မယ်။ဆိုတော့အခြေအနေရက်ကိုခြုံငုံသုံးသပ်ကြည့်မယ်ဆိုရင်တော့ Vlahovic က Arsenal အတွက်တင်းတော်မှုတရှိဆုံးတိုက်စစ်ကစားမဆိုတာသိတာပါတယ်။အရင်ပြောင်းရွှေ့3ချိန်လောက်မှာအုပ်ရောကြော်လုံးနေခဲ့တဲ့ Arteta တယောက်ဒီချိန်မှာအသင်းအတွက်လိုအပ်နေအောင်တကယ်အကောင့်တွေဖော်နိုင်မှလားစောင့်ကြည့်သွားမှာပါ။ဒါအောင်မှဟိုလိုဒီလိုဆက်ပြီးတော့လုံနေတော့ Arteta ကပါဆန္ဒဝိုင်းပြကြတော့မှာဖြစ်ပါတယ်။စုံလင်ကြည့်ပဲအတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။